တခင်ကို10နှစ်ဆယ်မိုးစောင့်နေပြီးဘဝကိုကုံဆုံးခဲ့ရတဲ့ဒီခွေးလေးရဲ့ဘဝဒီခွေးလေးကအရန်ကိုသစ္စာရှိတဲ့ခွေးလေးပါရှင်ခွေးလေးကသူ့တခင်နဲ့ထာဝရဝိကွာခဲ့ရတဲ့နောက်ပိုင်းမှာတော့ယထာဘူတောင်ရုံတစ်ခုမှာနေထိုင်ကျက်စားရတဲ့ပိုင်ရှင်မဲ့ခွေးလေးဖြစ်ပါတယ်ဒါပေမဲ့ဒီခွေးလေးကအဖို့မဖြတ်နိုင်တဲ့သစ္စာရှိခွေးလေးတစ်ကောင်ဖြစ်တဲ့အကြောင်းကိုဂျပန်မျိုးသားသိပ္ပံပြတိုက်မှာတော့မှတ်တမ်းအနေနဲ့ထားရှိပေးထားပါတယ်ဒီနေ့ဗီဒီယိုထဲမှာတော့ဒီပိုင်ရှင်မဲ့ခွေးလေးကဘသူကိုဘလို့သစ္စာရှိပေးခဲ့တယ်လဲဆိုရဲစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားကြတဲ့ပရိသတ်တို့အနေနဲ့ဗီဒီယိုလေးကိုအဆုံးထိအတူတူလိုက်ပါကြည့်ရှုပေးပါအောင်ရှင်ကျမတို့ရဲ့ page ကနေပြီးတော့အခုလိုမျိုးကမ္ဘာတလွှားကထူးခြားဆန်းပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလာကြည့်ရှုခြင်းကြတဲ့ပရိသတ်တို့အနေနဲ့ကျမတို့ page လေးကို like and follow လေးလုပ်ထားကြဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းလေးသတင်းစကားပါလေးပြစေ။ကဲဒါဆိုရင်ဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်ပါရှင်။ဒီခွေးလေးရဲ့နာမည်ကတော့ဟာချီကိုလို့ခေါ်ပါတယ်။ဒိုဂျိုစိုက်ပျိုးတက္ကသိုလ်ကပမောက္ခတူဖြစ်တဲ့ဟီဆာဘူရိုရဲ့ခွေးကလေးဖြစ်ပါတယ်။ဟီဆာဘူရိုကိုသူ့ရဲ့တငယ်ချင်းတူကခွေးပေါက်စအရွယ်လေးကလေးကလက်ဆောင်ပေးခဲ့တာပါ။ဟီဆာဘူရိုကလည်းခွေးလေးကိုဘဲသွားခေါ်ယူသွားပြီးတော့ဒီလိုနဲ့ပဲသူတို့နှစ်ဦးကြားကတန်ရုံးစင်အမြန်တန်းကတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့ပါတယ်။ဟာချီကိုကတခါတရံမှာဟီဆာဘူရိုစတဲ့နေရာကိုလိုက်ပါသွားလို့ရှိတတ်ပြီးတက္ကသိုလ်ရဲ့လှပတဲ့ဥယျာဉ်တွေထဲမှာအတူတူလျှောက်သွားတတ်လို့ရှိပါတယ်။ဒိုဂျိုမျိုးရဲ့လမ်းတွေပေါ်မှာလည်းဟီဆာဘူရိုနဲ့ဟာချီကိုတို့ကမကြာခဏလမ်းလျှောက်ထွက်လို့ရှိတတ်ကြပါတယ်ရှင်။သူတို့နှစ်ဦးကြားကတန်ရုံးစင်ကအချိန်လေးကြာလေးပို့ပြီးတော့ကြီးထွားရင်အောင်လေးဖြစ်လာခဲ့ပြီးတော့ပဝန်းကျင်ကလူတွေတောင်မှသူတို့နှစ်ဦးရဲ့တန်ရုံးစင်ကိုအတိမတ်ပြုလာခဲ့ကြပါတယ်။အဲ့ဒီအချိန်တုန်းကဒိုဂျိုကခင်မီတိုးတက်မှုတွေတနေ့တခြားကြီးထွားလာနေတဲ့အချိန်ဖြစ်ပါတယ်။တိုးတက်လာတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့လူဦးရေတွေကြောင့်မြို့တော်ကိုတစ်ဆထက်တစ်ဆချဲ့ထွင်လာကြရပါတယ်။ဒီအချိန်မှာတော့ရိုးရအမွေနှစ်တွေကအနောက်တိုင်းအငွေ့သက်လည်းရောထွေးလာတဲ့အချိန်ဖြစ်ပါတယ်။မြို့တော်ကအရှိန်ဟုန်နဲ့တိုးတက်ပြောင်းလဲလာနေချိန်ဖြစ်လို့ဟာချီကိုနဲ့သူ့ရဲ့သခင်တို့ကလည်းသူတို့ရဲ့နေဆတူလုပ်ငန်းစဉ်တွေမှာအပေါင်းဖော်အသစ်တွေရရှိလာခဲ့ကြပါတယ်။ဟီဆာဘူရိုကနေတိုင်းလိုအလုပ်သွားဖို့အတွက်ရှီဘူရဘူတာကနေတဆင့်ရထားစီရပါတယ်။ဟာချီကိုကအဲ့ဒီအချိန်မှာသူ့ရဲ့သခင်နဲ့ဘူတာရုံအထိအတူတူလိုက်ပါတတ်ပါတယ်။သခင်ဖြစ်သူအလုပ်သွားတဲ့အချိန်မှာလည်းဟာချီကိုကအိမ်ကိုပြန်မသွားပါဘူး။ရာသူတို့အခြေအနေဘလောက်ပဲဆိုးဝါးနေပါစေဟာချီကိုကဘူတာရုံလေးမှာပဲနေရင်းနဲ့သူ့သခင်ပြန်လာကိုစောင့်ဆိုင်းနေတတ်ပါတယ်။ဒါကဟာချီကိုလုံနေကြနေစဉ်တောင်းဝန်တစ်ခုလိုကိုဖြစ်နေပါပြီရှင်။ဒီမြင်ကွင်းကိုတွေ့မြင်ရတဲ့သူတွေကလည်းဟာချီကိုရဲ့သခင်အပေါ်သစ္စာစောင့်သိစိတ်ကိုချီးကျူးအတိမတ်ပြုလာခဲ့ကြပါတယ်။လူတွေကဟာချီကိုတကောင်အမြဲတမ်းဘူတာမှာသူ့သခင်ကိုစောင့်နေတာနဲ့ပတ်သက်ပြီးတော့သတိထားမိခဲ့ကြကတိုဂျိုမျိုးတစ်ခုလုံးဒီအကြောင်းကတဆတဲ့တဆပြန့်နှံ့သွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းကတော့ဘူတာဟာဒီနေ့လိုမျိုးရှုပ်ရှက်ခတ်နေတာမျိုးတော့သိမရှိသေးပါဘူး။ဟာချီကိုရဲ့သစ္စာစောင့်သိမှုကိုဘူတာယုံဝန်ထမ်းတွေကတော့အတိမတ်ပြုလာခဲ့ကြပြီးသူ့သခင်ပြန်မရောက်သေးခင်မှာတော့အစာကျွေးတာရေချိုးပေးတာတွေလုပ်ပေးခဲ့ကြပါတယ်။ဒီနေ့မှာတော့တန်ရုံးစင်ကြီးမလုံးနဲ့သူတို့နှစ်ဦးကြားကိုကျမဇိုးတစ်ခုကဝင်ရောက်လာခဲ့ပါတော့တယ်။1925ခုနှစ်မှာတော့ဟာချီကိုရဲ့သခင်ပရိုဖက်ဆာကြီးကဟောပြောပွဲတစ်ခုမှာလေးဖြတ်သွားခဲ့ပါတယ်။အဲ့ဒီကနေတဆင့်စီရင်ကိုတင်ဖို့ပြီးကုသခဲ့ပြီးမြဲအသက်ပြန်ပါမလာခဲ့တော့ပါဘူးဒီအကြောင်းပြည့်စုံကိုတော့ဟာချီကိုကမသိခဲ့ရှာပါဘူးဒါကြောင့်သူကဘူတာယုံကလေးမှာအချိန်မှန်သူ့တခင်ကိုတွားရောက်ပြီးတော့စောင့်မျှော်နေခဲ့ရှာပါတယ်ဒီလိုနဲ့ရက်တွေလတွေနှစ်တွေအတော်လေးကိုပြောင်းလဲသွားခဲ့ပြီးမြဲဟာချီကိုကတော့သူ့တခင်ပြန်လာကိုမပြတ်မကွက်စောင့်မျှော်နေဆဲပဲဖြစ်ပါတယ်ဒီလိုနဲ့အချိန်တွေကတရွေ့ရွေ့နဲ့ကုံဆုံးသွားခဲ့ကြတာစစ်စစ်နဲ့တစ်ခုလောက်အထိတောင်မှကြာမြင့်လာခဲ့ပြီးမြဲဟာချီကိုကတော့သူ့တခင်ပြန်လာအောင်မလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ဘူတာယုံမှာဆက်ရှိနေဆဲဖြစ်ပါတယ်ဒီအကြောင်းကတိုဂျိုမျိုးတွေမကပဲဂျပန်နိုင်ငံလုံးကိုပါပြန့်နှံ့သွားခဲ့ပြီးဟာချီကိုကိုတစ္ဆာဆောင်သိမှုနဲ့ချစ်ချင်းရဲ့တင်ကြတာအဖြစ်သတ်မှတ်လာခဲ့ကြပါတယ်။နောက်ပိုင်းမှာတော့ဘူတာယုံကခင်မီဘူတာယုံကြီးတစ်ခုအတွင်ကိုတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ပါတယ်။ဒီအပြောင်းလဲတွေကြားထဲမှာပဲဟာချီကိုကသူ့နေရာလေးမှာပဲသူ့တခင်ကိုဆက်လက်ဆောင်ဆိုင်နေဆဲပဲဖြစ်ပါတယ်။ဒါကြောင့်လည်းခက်ခဲတဲ့အချိန်တွေမှာဆိုရင်ဟာချီကိုရဲ့အကြောင်းကိုမျှော်လင့်ချက်မရှိတဲ့ဆောင်အသွင်မျိုးပြန်လည်တောက်ပလာနိုင်စေဖို့ပြောဆိုနေကြဆဲဖြစ်ပါတယ်။အဲဒီနောက်ဟာချီကိုကသူ့တခင်ကိုဆောင်ဆိုင်ရင်းနဲ့ပဲ1934ခုနှစ်မှာတော့ဘူတာယုံမှာပဲတည်ဆုံသွားခဲ့ရှာပါတယ်။သူရဲ့သစ္စာစောင့်သိမှုနဲ့ချွတ်ချက်မရှိချစ်ချင်းမြတ်တာတွေကိုအတိမတ်ပြုဂုဏ်ပြုတဲ့အနေနဲ့ဟာချီကိုရဲ့ပုံတူခွေရုပ်ကြီးကိုဘူတာယုံရဲ့အရင်ပြန်မှာထားရှိခဲ့ကြပါတယ်။ဒီရုပ်တုကိုတော့နောက်ပိုင်းမှာအသစ်ပြန်လည်ထုစစ်ထားရှိခဲ့ပြီးဒီနေ့အချိန်ထိရှီဘူရဘူတာယုံမှာဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။ဟာချီကိုရဲ့အကြောင်းကိုတော့ဆောင်းဝါးတွေအများပြားမှတ်တမ်းရုပ်ရှင်တွေအများပြားရိုက်ကူးပုံဖော်ခဲ့ကြပြီးတော့သစ္စာရှိတဲ့ခွေးကြီးတစ်ကောင်ကိုနှောင်းလူတွေရဲ့ရင်ထဲမှာထာဝရကပြေးတွင်ကျင်းရစေခဲ့တာဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။